အငယ်16မှာမာနပြစ်ခတ်သောမီးစက်လက်နက်ကိုကာတတ်နိုင်သောယုံကြည်ခြင်းတည်းဟူသောဒိုင်းလွှားကိုလည်းခတ်သိမ်းသောလက်နက်တို့ပေါ်မှာထပ်ဆင့်၍ယူဆောင်ကြလော့မာနပြစ်ခတ်တဲ့မီးစက်လက်နက်ကိုကာတတ်နိုင်တဲ့အရာကဘာလဲဆိုယုံကြည်ခြင်းဒီကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကမာနရဲ့ပြစ်ခတ်တဲ့မီးစက်လက်နက်ဒီပရိယေမျိုးစုံကိုကာကွယ်နိုင်တဲ့အရာပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ယုံကြည်ခြင်းခိုင်မာဖို့အမှန်တမ်းအရေးကြီးပါတယ်ဒီကျွန်တော်တို့ရဲ့အသက်တာထဲမှာဘုရားသခင်ကိုအမြဲတမ်းကျွန်တော်တို့အကျိုးမဲ့ယုံကြည်မယ်ကိုးစားမိမယ်ဆိုရင်ဒီနေ့စာတမဏတ်ကိုကျွန်တော်တို့အနိုင်ယူပြီးသားဖြစ်တယ်စာတမဏတ်ဟာဒီနေ့ကျွန်တော်တို့စီကနေပြည်သွားမှာဖြစ်ပါတယ်တော့ဒီနေ့ကျွန်တော်တို့အသက်တာထဲမှာယုံကြည်ခြင်းနဲ့အမြဲတမ်းကျွန်တော်တို့ဒီဆောက်ဖို့ဖြစ်တယ်ဆိုတာကိုပြောချင်တယ်အငယ်၁၉မှာကယ်တင်ခြင်းတည်းဟူသောတန်ခမောက်လုံးကို၎င်းဘုရားသခင်နှုတ်ကပတ်တော်တည်းဟူသောဝိညာဉ်တော်ဤဓာတ်ကို၎င်းယူကြလော့ကယ်တင်ခြင်းတည်းဟူသောတန်ခမောက်လုံးကျွန်တော်တို့ပြောထားတယ်ဒီနေ့ကျွန်တော်တို့ကယ်တင်ခြင်းဘုရားရဲ့ကယ်တင်ခြင်းခံရပြီးပြီဖြစ်တယ်ဒီနေ့ထိုကယ်တင်ခြင်းခံရပြီးတဲ့ကျွန်တော်တို့အသက်တာထဲမှာအရေးကြီးတာကဘာလဲဆိုရင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဒီဟူသောဝိညာဉ်တော်တာဒီနှုတ်ကပတ်တော်အရေးကြီးပါတယ်ဒီယုံကြည်သူတွေရဲ့အသက်တာထဲမှာလွယ်လွယ်ကူကူလေးနဲ့မာနကလှည့်စားပြီးတော့သူ့ဘက်ပါအောင်ဘာကြောင့်လွယ်ကူဆွဲတွားနိုင်တာလဲဆိုရင်ကျွန်တော်တို့အချက်တစ်ချက်ကဘာလဲဆိုရင်ယုံကြည်သူတွေဟာနှုတ်ကပတ်တော်ကိုမဖတ်ဘူးနှုတ်ကပတ်တော်ကိုမဖတ်တဲ့အတွက်ကြောင့်ဖြစ်တယ်နှုတ်ကပတ်တော်ဒီဟူသောဝိညာဉ်တော်ဓာတ်ကိုမယူဆောင်တဲ့အခါမှာဒီစာတမဏတ်ကကျွန်တော်တို့ကိုလွယ်လွယ်ကူကူလေးနဲ့အနိုင်ယူသွားတာကိုတွေ့ရတယ်ဒီနေ့ခေတ်ကာလမှာလူတွေတော်တော်များများကနှုတ်ကပတ်တော်ကိုမဖတ်တဲ့အခါမှာဒီစာတမဏတ်အသုံးပြုတဲ့မိစ္ဆာပရောဖက်ဆရာတွေဟောပြောတဲ့အရာတွေကိုခံယူမိပြီးတော့ဝိညာဉ်ရေးရမှာလမ်းလွဲသွားတဲ့သူတွေလည်းအများကြီးရှိတယ်ဆိုတာကိုတွေ့ရတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့အသက်တာထဲမှာဒီနေ့ကျွန်တော်တို့ရင်ဆိုင်ရတဲ့ရန်သူတွေကိုရင်ဆိုင်ဖို့အတွက်ကျွန်တော်တို့အတွက်ဘုရားသခင်အကောင်းဆုံးသောနီးပြီဟာအကောင်းဆုံးသောရန်ကိုချပေးထားပြီးဖြစ်တယ်။နောက်ကျွန်တော်တို့စာတမဏတ်ကိုအနိုင်ယူဖို့အတွက်ကျွန်တော်တို့ဘာလုပ်ရမလဲ။တို့ရဲ့နီးပရိလေတွေအားလုံးကိုကျွန်တော်တို့အနိုင်ယူဖို့အတွက်နှုတ်ကပတ်တော်ဒီဟူသောဝိညာဉ်တော်တာနှုတ်ကပတ်တော်ကိုကျွန်တော်တို့နေ့စဉ်ဖတ်ရှုရမှာဖြစ်တယ်။နှုတ်ကပတ်တော်ထဲမှာဘုရားသခင်ပေါ်ပြထားတဲ့အရာတွေကိုကျွန်တော်သိရှိတဲ့အခါမှာဒီနေ့စာတမဏတ်ရဲ့အလိုတိုင်းမလိုက်တော့ဘဲနဲ့ဖခင်ရဲ့အလိုတိုင်းလိုက်မှာဖြစ်တယ်ဆိုတာကိုဒီနေ့ပြောချင်တယ်အငယ်18မှာကာလအစဉ်စိတ်နှလုံးပါလျက်ဆုတောင်းပတနာပြုခြင်းအမျိုးမျိုးတို့ဖြင့်ဆုတောင်းကြလော့ထို့တို့ဆုတောင်းခြင်းကအာမလျော့ပဲလျက်ငါမှစ၍တန်ရှင်းသူအပေါင်းတို့ဖို့ဆုတောင်းလျက်စောင့်ရှောက်ကြလော့ဂျုံချီသူအတ္တတာထဲမှာကျွန်တော်တို့အရေးကြီးတဲ့အချက်ကဆုတောင်းခြင်းဖြစ်တယ်။ဒီဆုတောင်းခြင်းမပါလျင်ကျွန်တော်တို့ဘယ်လို့မှမာနကိုနိုင်ယူနိုင်မှာမဟုတ်ဘူး။သခင်ယေရှုကိုယ်တိုင်ကသူ့ရဲ့တပည့်တော်ဒီနတ်ဆိုးနေထုတ်တဲ့အခါမှာနေမထုတ်နိုင်ဘူး။သခင်ယေရှုကိုမေးတယ်ဘာကြောင့်ကျွန်တော်နေမထုတ်နိုင်တာလဲဆိုရင်လို့မေးတဲ့အခါမှာသခင်ယေရှုကဘာပြောလဲ။ဆုတောင်းအစာရှောင်ဆုတောင်းခြင်းမှတပါးနတ်ဆိုးဟာမထွက်နိုင်ဘူးတဲ့နတ်ဆိုးကိုမနေထုတ်နိုင်ဘူးလို့တခင်ရှုမိန့်တော်မူတာကိုကျွန်တော်တို့တွေ့ရတယ်ဒါကျွန်တော်တို့အတ္တတာထဲမှာအမြဲတမ်းဆုတောင်းနေတဲ့သူအမြဲတမ်းဖျားနဲ့တွားလာနေတဲ့သူကိုစာရန်ကဘလို့မှချင်းကပ်လို့ရမှာမဟုတ်ဘူးဘလို့နီးပရိရဲ့နဲ့မှအဲ့ဒီလူကိုသူအနိုင်ယူနိုင်မှာမဟုတ်ဘူးဒါကြောင့်မို့လို့ကျွန်တော်တို့အတ္တတာထဲမှာဆုတောင်းခြင်းအရေးကြီးတဲ့အရာဖြစ်ပါတယ်ဆုတောင်းရထို့တို့ဆုတောင်းခြင်းကအာမလျော့ပဲလျက်ငါမဆာ၍တန်ရှင်းသူအပေါင်းတို့ဖို့ဆုတောင်းနဲ့စောင့်ရှောက်ကြလော့ဒီအာမလျော့ပဲလျက်ကျွန်တော်တို့ဆုတောင်းဖို့ဖြစ်ပါတယ်ဒါကြောင့်ချစ်တော်ဓမ္မမိတ်ဆွေဒီနေ့မှာကျွန်တော်တို့အသက်တာထဲမှာဒီနေ့ယုံကြည်သူဘုရားသားသမီးဆိုပြီးတော့ကိုကျွန်တော်တို့အသက်တာထဲမှာတည်ပြီးပြီဆိုရင်ငါတို့မှာယန္တုရှိတယ်ဆိုတာကိုလည်းဒီကိုအမတမအရေးကြီးတာဖြစ်တယ်ကြိုက်တယ်လို့အသက်ရှင်ဖို့မဟုတ်ဘဲနဲ့ငါတို့ရဲ့ယန္တုစာတမဏကငါတို့ကိုမျိုးဖို့အတွက်ချောင်းမြောင်းနေတယ်ဆိုတာကိုကျွန်တော်တို့ကောင်းကောင်းသိဖို့လိုတယ်ဒီစာတမဏရဲ့ပရိယေတွေကို
ကျွန်တော်တို့ပေါ်မှာဖြစ်စည်းမဲ့အရာတွေကိုလည်းကျွန်တော်တို့စီတားနိုင်ဖို့အမှန်တမ်းအရေးကြီးတဲ့အရာဖြစ်တယ်ဒါကြောင့်မို့လို့အခုလိုခဲရင်စိုးရုပ်တဲ့ကာလကြီးထဲမှာစာဒမာနတ်ကိုစီတားနိုင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အရာတွေကိုကျွန်တော်တို့ဝတ်ဆင်ဖို့ဖြစ်တယ်တစ္ဆာရှိဖို့ဖြစ်တယ်ကျွန်တော်ဖြောင်းမှတ်ခြင်းပါရမီဒီနေ့ကျွန်တော်တို့ဖြောင်းမှတ်တော်သူတွေဖြစ်တယ်ဆိုတာကိုကိုတီးဖို့ဖြစ်တယ်ဧဝံဂေလိလှုပ်ဆောင်တဲ့နေရာမှာကျွန်တော်တို့ကနောက်မဆုတ်ပဲနဲ့ဒီဧဝံဂေလိလှုပ်တဲ့အခါမှာနောက်ဆုတ်လိုက်ခြင်းဟာစာရန်ကိုရှုံပေးလိုက်ခြင်းဖြစ်တယ်။ဒါကြောင့်မို့လို့ဧဝံဂေလိလှုပ်တဲ့အခါမှာဟောပြောတဲ့လူပဲဖြစ်ဖြစ်ဆုတောင်းတဲ့လူပဲဖြစ်ဖြစ်နောက်ကနေလူငွေပတ်ပိုးတဲ့လူပဲဖြစ်ဖြစ်နောက်မဆုတ်ပဲနဲ့ရဲရင့်စွာနဲ့ဆက်လက်ပြီးတော့ကျွန်တော်တို့ရက်တည်ဖို့လှုပ်ဆောင်ဖို့အတွက်ဒီနေ့ပြောချင်တယ်ယုံကြည်ခြင်းမှာလည်းကျွန်တော်တို့ရက်တည်ဖို့ယုံကြည်ခြင်းအားကြီးဖို့အမြဲတမ်းဖယားပေါ်မှာကျွန်တော်တို့တစ္ဆာရှိစွာယက်တည်ပဲယုံကြည်ခြင်းမှလည်းအားကြီးဖို့ပြောချင်တယ်ပြီးတော့နှုတ်ကပတ်တော်ကိုလည်းအမြဲတမ်းဖတ်ဖို့ဒီနေ့ခွာပေးခြင်းနဲ့ဆုတောင်းခြင်းနဲ့အားမလျော့ပဲနဲ့လုပ်ဖို့ဒီနေ့ပြောချင်တယ်ဒီမာနဟာဘလို့ပုံကိုလဲဆိုတာကိုဘုရားသခင်ကဖော်ပြတယ်အဲ့ဒီမာနကိုဘလို့လွတ်လပ်ရမလဲဘလို့စီတားရမလဲဆိုတာကိုလည်းဘုရားသခင်ကဖော်ပြပြီးသားဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ယန္တုမာနကိုကျွန်တော်တို့ဒီဘုရားသခင်အားဖြင့်လာလေအနိုင်ယူနိုင်တာဖြစ်တဲ့အတွက်ဒီနေ့ကျွန်တော်တို့ရဲ့ယန္တုကိုအနိုင်ယူကြဖို့ဒီနေ့မှာခေါ်အားပေးခြင်းနဲ့ဒါကျွန်တော်တို့အတ္တတာထဲမှာဒီအရာတွေအဖြစ်မာနကိုအနိုင်ယူခြင်းအဖြစ်ဒီနေ့ကျွန်တော်တို့ဟာမာနရဲ့လက်စားခြင်းကျွန်တော်မာနရဲ့နောက်ဆက်ခြင်းလုံးစုံမှုထဲကနေလွတ်မြောက်မှာဖြစ်တယ်။အေဖက်ခန်းကြီးလေးငွေ20ကိုမှာအမျက်မပြေစီပဲနေမဝင်စီနဲ့မာနကိုခွတ်မပေးချနဲ့မာနကိုခွတ်မပေးချနဲ့ဒါကျွန်တော်တို့ယန္တုကိုခွတ်မပေးနဲ့ဒီစုမတောင်းခြင်းဒီမာနကိုခွတ်ပေးခြင်းဖြစ်တယ်။ကျမ်းစာမဖတ်ခြင်းဒီမာနကိုခွတ်ပေးခြင်းဖြစ်တယ်။ဒီကျွန်တော်တို့အချင်းချင်းမိတ္တဟာယမဖွဲ့ခြင်းဒီမာနကိုခွန်ပေးခြင်းဖြစ်တယ်ဆိုတာကိုဒီနေ့ပြောချင်တယ်အမှုတော်မြတ်အတွက်မလောက်ဆောင်ခြင်းဒီမာနကိုခွန်ကြီးပေးတယ်ဆိုတာကိုပေးနေတယ်ဆိုတာကိုသိစေခြင်းတယ်ဒါကြောင့်မလို့ချစ်တော်ဓမ္မမိတ်ဆွေကျွန်တော်ပြောချင်တယ်ခွန်အားပေးခြင်းနဲ့ကျွန်တော်တို့မှာယန္တုရှိတယ်ထိုယန္တုဟာမာနဖြစ်တယ်ထိုယန္တုဒီကျွန်တော်တို့ကိုဝါမျိုးဖို့အတွက်ကျွန်တော်တို့ကိုမျိုးဖို့အတွက်ချောင်းမြောင်းနေတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့တမာတတိရှိစွာနဲ့ယက်တည်ပြီးတော့ဘုရားသခင်ချမှတ်ထားတဲ့အတိုင်းကျွန်တော်တက်ရှိလျှောက်လန်းခြင်းအဖြစ်မာနကိုအောင်မြင်တော်သူများဖြစ်ဖို့ဒီနေ့ညမှာခွန်အားပေးချင်ပါတယ်။ကျမ်းစာတို့ရောက်ချင်းစီတိုင်းပေါ်မှာဖျက်ရှင်ကောင်းချီးပေးပါစေ။အာမင်။